Lay down. You're not my dog. အခုတလော TikTok တွေ Facebook တွေပေါ်မှာကြောက်စရာဗီဒီယိုတွေတင်ပြီးခင်ဗျားတို့ကို Skinwalker ဆိုတာကြီးတကယ်ရှိသေးအောင်နဲ့ဂျင်းကျွေးပြီးခြောက်လက်နေကြတာကိုတွေ့ဘူးကြပါလိမ့်မယ်။ဒါပေမဲ့ဒီနေ့ Mystery ပေါင်းမြန်မာကနေခက်ပြက်ပြက်ပဲပြောလိုက်ပါစေ။အဲ့ဒီဗီဒီယိုတွေအားလုံးဟာအလိမ်ညာရေးကြီးပဲဖြစ်ပါတယ်။ဗီဒီယိုရှေ့တာမကြိုက်ဘူးဆိုရင်ဖြေရတာပါပဲ။ဒါပေမဲ့ဘာလို့မင်းကဒီလောက်ယတိပြတ်ပြောရတာလဲ။မင်းကဘယ်လောက်သိလို့လဲလို့မင်းကုန်းထုတ်မယ်ဆိုရင်တော့အစိုးထိစက်ကြည့်ဘူးလို့ပါလိမ့်မယ်။ကျွန်တော်ဘက်ကချက်လက်တွေနဲ့ချက်ကြလက်ကြရှင်းပြပေးသွားပါမယ်။နောက်တစ်ခုသတိပေးချင်တာကကျွန်တော်ကဘယ်သူ့ကိုမှတိုက်ခိုက်နေတာမဟုတ်ပါဘူးဒီဗီဒီယိုတွေက entertainment တက်တက်ကြီးသူတွေအတွက်ဘာမှရေးမကြည့်ပေမဲ့တချို့လူငယ်တွေအတွက်မလိုအပ်တဲ့ထင်အောင်ထင်မှားမဖြစ်စေလိုတာကြောင့် creator နာမည်တက်ပြီးစိတ်ကြွေးနေတဲ့လူတွေကို messing out လာလို့ဒီဗီဒီယိုကိုလုပ်ဖြစ်တာဖြစ်ပါတယ်စိတ်ဝင်စားရင်တော့ဆက်သွားကြတော့ဗျာပထမဆုံးတစ်ချက်က data ရင်း data ရင်းထိုးဖို့အလွဲသုံးစားလုပ်တာပဲဗျခင်ဗျားတို့သိထားမှာက Skinwalker ဆိုတာ American Navajo မျိုးနွယ်စုတွေရဲ့ယုံကြည်မှုသက်သက်ပဲဖြစ်ပါတယ်။ Skinwalker ဆိုတာ Navajo ဘာသာစကားနဲ့ Yinelushi လို့ခေါ်ပြီးလေးဘက်ထောက်သွားလာသူလို့အဓိပ္ပာယ်ရပါတယ်။သူတို့ရဲ့ယူဆမှာဒီ Skinwalker တွေကတာမန်တိရစ္ဆာန်တွေမဟုတ်ပါဘူး။အလွန်ယုံညံ့တဲ့ဂမ်မီယာပညာတွေကိုအသုံးချပြီးတိရစ္ဆာန်အရေးကိုဝတ်ဆင်ကတွင်ပြောင်းနိုင်တဲ့ဆုံးကိုတွေလို့ယုံကြည်ထားကြတာပါ။သူတို့ကဝင်မလို့မြေခွေဒါမှမဟုတ်ကြီးကန်းတွေဖြစ်အတွင်ပြောင်းနိုင်ုံနဲ့မကပဲလူတွေရဲ့အတန်ကိုတုပ္ပနိုင်ငံရှိရလို့ယုံကြည်ကြပါတယ်။ဟုတ်ပြီဒါဆိုရင်ဒီယုံကြည်မှုဘယ်ကအစသွေးလာတယ်ကြည့်အောင်။ Navajo တွေကအမေရိကန်နောက်တောင်ပိုင်းရဲ့ကျယ်ပြန့်တဲ့သဲကန္နာရတောင်တန်းတွေကြားမှာနေထိုင်ကြတာဖြစ်ပါတယ်။ညဘက်မှာဆိုရင်ရမ်းမောင်ပြီးလေတိုးတန်တရိษံအော်တန်ကလည်းဘာမှမရှိတဲ့အဲ့ဒီပတ်ဝန်းကျင်ကလူတွေရဲ့စိတ်ပိုင်းဆိုင်ရာပြီးစီးမှုကိုဖြစ်စေနိုင်ပါတယ်။ညဘက်မှာဆိုရင်တောရင်းတရိษံတွေဝင်မလို့ဒါမှမဟုတ်မြေခွေးတွေရဲ့မျက်လုံးတွေကတောက်နေရပြီးလူတွေကိုလိုက်ကြည့်နေတယ်လို့ခံစားရတာကနေတရိษံတွေကလူသားတွေရဲ့ဝိညာဉ်ကိုလွှမ်းမိုးနိုင်ကြလားဆိုတဲ့အတွေ့အကြုံပေါက်ဖွာလာခဲ့ရဖြစ်ပါတယ်။ဒါကအခြေခံရင်းမြစ်တစ်ခုပဲဖြစ်ပါတယ်။နောက်တစ်ခုကနာဘာဟိုယဉ်ကျေးမှုမှာဟိုရှိုဆိုတဲ့အယူဆရှိပါတယ်။အဲ့ဒါကတော့ချိန်ခွင်ရှာငြိမ်းချမ်းမှုစီလုံးညီညွတ်မှုကိုဆိုလိုတာပါ။သူတို့ရဲ့ယုံကြည်ချက်အရလူသားတွေကတဘာဝတရားနဲ့ဟန်ချက်ညီညီနေထိုင်ရမယ်လို့ဆိုပါတယ်။ Skinwalker ဆိုတာကတော့ဟိုရှိုရဲ့စံကျင်ဘက်ပါပဲ။သူတို့ကလူမှုတိုင်းဝိုင်းရဲ့စီကံတွေကိုဖောက်ပြပြီးတရိษံရေပုံဝက်ကတခြားသူတွေကိုချိန်ကားတိုက်နာမကျန်းဖြစ်အောင်လုပ်ကြတဲ့ရုံညံ့တဲ့စိုးပွေတွေလို့သတ်မှတ်ကြပါတယ်။ဘာကြောင့်ဒီလိုပုံမျိုးတွေပေါ်လာလဲဆိုရင်လူဖွဲ့စည်းတွေမှာလောဘဒေါသမနာလိုမှုတွေကြောင့်ဖြစ်ပေါ်လာတဲ့စိုးမြင်စိတ်တွေကို Skinwalker ဆိုတဲ့ရုံလုံးပေါ်ပြီးခြောက်လက်နာကလူတွေကိုတရားမျှတစွာနေထိုင်စေဖို့ပျော်ဝဲသတိပေးတဲ့နေရာတစ်ခုဖြစ်လာခဲ့တာပါ19ရာစုမှာအမေရိကန်အစိုးရရဲ့ Long War လို့ခေါ်တဲ့ Navajo မျိုးနွယ်စုတွေကိုအတင်းကျပ်ရွှေ့ပြောင်းခိုင်းတဲ့လုပ်ရကြောင်းမျိုးနွယ်စုတစ်ခုလုံးဆင်းရဲဒုက္ခရောက်ကြတဲ့အခါမှာသူတို့ရဲ့စိတ်ထဲမှာဘယ်သူမှမယုံကြည်ရတော့ဘူးငါတို့ကြားထဲမှာလည်းမကောင်းဆိုးဝါးတွေရှိနေတာဆိုတဲ့တန်ခါးစိတ်တွေဝင်လာပါတယ်ဒီတန်ခါးစိတ်ကနေတစ်ဆင့်လူသားချင်းချင်းကိုတော့မယုံကြည်နိုင်တော့တဲ့အနေအထားမျိုးကနေSkinwalker ဆိုတဲ့ဒူရောင်ဆောင်ထားတဲ့မကောင်းဆိုးဝါးပုံမြင်လေးပို့ပြီးမြင့်တွင်လာခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်နာဘာဟိုမျိုးနွယ်စုတွေကတမိုင်းကြောင်းရာတွေကိုစာနဲ့မှတ်သားတာတဲ့ပါဇက်ရာဇဝင်အနေနဲ့ပဲလက်ဆင့်ကမ်းနေရှိကြတာပါ။ညဘက်မှာတယောက်တည်းမသွားနဲ့အတန်ကြားရင်းလှည့်မကြည့်နဲ့ဘယ်သူ့ကိုမှမယုံပါနဲ့စတဲ့တတိပေးချက်တွေကိုကလေးတွေနားဝင်အောင်ပြောဖို့အတွက် Skinwalker ဆိုတဲ့ကြောက်စရာပုံတွေကိုတုံးချခဲ့လိုက်တာပါ။အနည်းချုပ်ပြောရရင်တော့ Skinwalker ဆိုတာတကယ်ရှိတဲ့တရားတစ်မျိုးမဟုတ်ပဲလူတွေရဲ့မကောင်းတဲ့စိတ်ဓာတ်လောဘဒေါသနဲ့မနာလိုမှုတွေကတရိษံတစ်ကောင်လိုပဲကြောက်စရာကောင်းတယ်ဆိုတာကိုပူစားပြုတယ်ရုပ်လုံးပေါ်ပုံမြင်တစ်ခုပဲဖြစ်ပါတယ်။ Navajo တွေအတွက်တော့ဒါအလွန်တန်ရှင်းပြီးနက်နဲတဲ့ယုံကြည်မှုဖြစ်လို့အပြင်လူတွေနဲ့တိုင်ပင်ပြောဆိုတာမျိုးကိုအထူးရှောင်ကျဉ်ကြပါတယ်။ဒါပေမဲ့အခု content creator တွေကတော့ဒီယဉ်ကျေးမှုကိုအလေးမထားကြပါဘူး။မြင်သမျှထူးဆန်းတဲ့ຢာတိုင်းကို Skinwalker လို့ခေါင်းစဉ်တက်လူတွေကိုကြောက်အောင်လုပ်ပြီး view ရှာနေကြတာပါ။ဒါဟာဒဏ္ဍာရီကိုအချက်လက်မားတွေနဲ့ရုံးဝင်ပြီးခင်ဗျားတို့ကိုဇဝေဇဝါဖြစ်အောင်လုပ်နေတာပဲဖြစ်ပါတယ်။ဒုတိယတစ်ချက်အနေနဲ့သိပ္ပံနည်းသက်ရှင်းပြပေးပါမယ်။ online ပေါ်ကဗီဒီယိုတွေထဲမှာလေးဘက်ထောက်တော်ဝါဒီလမ်းလျှောက်ပုံမှန်လောက်ကြည့်ပြီး Skinwalker လို့ပြောနေကြတယ်ခင်ဗျားတို့မြင်မှုကြပါလိမ့်မယ်။အမှန်တော့ဒါဟာ chronic wasting disease လို့ခေါ်တဲ့သမင်တွေမှာအများဆုံးဖြစ်တတ်တဲ့အုံနောက်ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။ဒီရောဂါဖြစ်တဲ့သမင်တွေဟာအုံနောက်ပျက်စီးပြီးလမ်းလျှောက်ပုံပုံပြတ်သွားသလိုလူတွေကိုလည်းမကြောက်တော့ပဲထူးဆန်းတဲ့အကိမှုတွေလုပ်တတ်ကြပါတယ်။ဒီရောဂါကသမင်မျိုးနဲ့ဝင်တော်ဝါတွေမှာပဲဖြစ်ပွားတဲ့ရောဂါတစ်ခုဖြစ်ပါတယ်။လက်ရှိချိန်မှာတော့တဘာဝလျောက်အခြားတိရစ္ဆာန်တွေဥမာနွားဒါမှမဟုတ်သိုးလူသားတွေစီကူးစက်ပြတ်ပွားကြောင်းခိုင်လုံတဲ့ထောင်ထားတော့မတွေ့ရသေးပါဘူး။ဒါပေမဲ့တက်ခွဲခွဲဆန်းဆန်းချက်တွေရတော့မြောက်တွေစီကိုကူးစက်နိုင်ရရှိရကြောင်းသိပ္ပံပညာရှင်တွေကလူသားတွေစီကိုကူးစက်လာမှာအထူးဆိုရင်စောင့်ကြည့်နေတဲ့ယောဂတစ်ခုလည်းဖြစ်ပါတယ်။ Chronic wasting disease ဟာ virus ဒါမှမဟုတ် bacteria ကြောင့်ဖြစ်တာမဟုတ်ပါဘူး။ prion လို့ခေါ်တဲ့ပုံမှန်မဟုတ်တဲ့ protein မျိုးကြောင့်ဖြစ်တာပါ။ဒီ prion တွေကသမင်တွေရဲ့အုံနောက်နဲ့အောင်ညွှန်းစနစ်ကိုတိုက်ခဲ့ပါတယ်။ဆိုတော့ဒါကိုသိပ္ပံနည်းကျရှင်းပြလို့ရပါလိမ့်မယ်။သမင်တွေကတဘာဝလုံးတရားအဖြစ်ပုံဖော်နေကြတာဟာပြိတ္တကိုတည်စားနေရပါပဲ။ Skinwalker ဗီဒီယိုတွေထဲမှာပါတဲ့တရားတွေကတကယ်တော့တဘာဝလုံးအစွမ်းတက်တဲ့ဆုံးကိုယ်တွေမဟုတ်ပါဘူး။သူတို့က prion လို့ခေါ်တဲ့ကြောက်စရာကောင်းတဲ့ယောဂါကိုကြောင့်အုံနောက်ပျက်စီးပြီးတင်ရဆက်တဲ့ဖြစ်နေကြတဲ့တနာကြသမင်လေးတွေဒါဖြစ်ပါတယ်။
ဒါကိုသုံးချပြီးလူတွေကိုလိန်ညာနေတာဟာသိပ္ပံပညာကိုမြတ်ပွဲပြရရောက်ပါတယ်ဒါဆိုရင်ယူတာပြည်နယ်က Skinwalker Ranch ကိုမကြားဘူးလားလို့မင်းတို့ထုတ်ချင်ထုတ်နိုင်ပါတယ်ဟုတ်ကဲ့ကျွန်တော်သိပါတယ်ဒီ channel ထဲမှာတဘာဝလွန်ဖြစ်ရလို့ဆိုတော့ဖြစ်ပျက်တယ်အများကြီးကြားခဲ့ဘူးလားလည်းအမှန်ပါပဲဒီလိုနာမည်ရမ်းကြီးလို့နာမည်ကျော်သိပ္ပံပညာရှင်တွေနဲ့သူတည်နာဖွဲ့ဝင်တွေကဒေါ်လာတန်ပေါင်းများစွာအကုန်ကြခံပြီးဆန်းသက်ခဲ့ကြပါသေးတယ်ဒါဆိုရင်အဖြေကဘာဖြစ်မလဲကျွန်တော်ဗီဒီယိုဆောင်မှာပြောခဲ့သလိုပါပဲအများစုကယုံနှမ်းစကားတွေများပါတယ်ဒီ channel မှာထူးဆန်းတာတွေရှိရဆိုတာကတော့ပုံမြင်တတ်တော့မဟုတ်ပါဘူးသိပ္ပံပညာရှင်တွေတကယ်တိုင်းတာမိတဲ့အချက်လက်ချို့လည်းရှိနေပါတယ်သူတည်နာအဖွဲ့တွေကဒီ channel မှာ 1.6 GHz ရှိတဲ့ radio line နှုန်းကိုခဏခဏဖန်ရရှိခဲ့ပါတယ်ဒီ line နှုန်းကထူးကြပါတယ်ဒါကကမ္ဘာအပြင်ဘက်ကဂျိုရုတွေနဲ့ဆက်သွယ်တဲ့နေရာမှာသုံးတဲ့ line နှုန်းဖြစ်တယ်လို့စစ်တပ်ရဲ့လူ့ဝက်နည်းပညာတွေမှာလည်းသုံးလို့ရှိပါတယ်ဒါလည်းမကသေးပါဘူးဒီ channel အချို့နေရာတွေမှာပြင်းထန်တဲ့လျှက်စစ်တန်လိုင်း line တွေရုတ်တရက်တက်လာတာကိုတိုင်းတာမိပါတယ်စိတ်ပညာရှင်တွေရဲ့ဆိုရာဒီလိုပြင်းထန်တဲ့တန်လိုင်းနှုန်းတွေကလူတွေရဲ့အုံနောက်ကိုတက်ရောက်မှုရှိပြီးမရှိတာကိုမြင်ရခြင်းကြောက်လန့်တုန်လှုပ်ခြင်းနဲ့တစုံတစ်ယောက်ကစောင့်ကြည့်နေသလိုခံစားရတဲ့နေကိုဖြစ်စေနိုင်ပါတယ်ဒါဆိုဒါဆုံးကို Skinwalker တွေရဲ့လက်ချက်လားဆိုတော့မဟုတ်ပါဘူးဒီချန်ဟာ American စစ်တပ်ရဲ့လွှတ်ဝက်စမ်းသပ်ကွင်းနေနဲ့နီးကပ်နေတာကိုသတိပြုရပါမယ် 1.6 GHz line တွေ EMF line တွေနဲ့ electronic ပစ္စည်းတွေချိုးနေတာဟာ microwave weapon ဒါမှမဟုတ် electronic warfare နည်းပညာအသစ်တွေကိုစမ်းသပ်နေတာကြောင့်ဖြစ်နိုင်ခြေပိုများပါတယ်ဒဏ္ဍာရီတွေကကြောက်စရာကောင်းနေမယ်သိပ္ပံနည်းကြကြည့်ရင်တော့ဒါဟာလူသားတွေရဲ့လွှတ်ဝက်နည်းပညာစမ်းသပ်မှုဒါမှမဟုတ်ရင်တဘာဝတရားတွေဖြစ်စဉ်တစ်ခုသာဖြစ်နိုင်ပါတယ်နောက်ဆုံးတစ်ခုကတော့ AI ဒါမှမဟုတ် CGI နည်းပညာတွေကပေါက်လို့ပဲစားရအောင်သုံးသပ်နေပြီဆိုတာအသတိထားပါအခုခေတ်မှာ AI နဲ့ CGI နည်းပညာကအရန်ကိုတိုးတက်နေပါပြီကင်မရာကိုတမင်တကာဝါအောင်လို့အမောင်ထဲမှာရိုက်ပြီးအရေးတစ်ခုကိုပြင်လိုက်ရုံနဲ့ခင်ဗျားတို့ကိုသွေးပြအောင်လုပ်လို့ရပါတယ်အဖြစ်ပြက်တော်တော်များများကအိမ်နောက်ပွဲမှာတငယ်ချင်းတွေပေါင်းပြီး prank လုပ်ထားတဲ့ဗီဒီယိုတွေသာဖြစ်ပါတယ်ဒါကိုအဖြစ်မှန်လို့နေရာအစ်စ်မှာတွေ့ခဲ့တဲ့လိုနဲ့ဇလန်းစင်နေကြတာဟာ creator တယောက်ရဲ့ကျင့်ဝတ်နဲ့မညီတယ်လို့ခင်ဗျားကတစ်စိတ်ပြန် share နေမယ်ဆိုရင်လည်းကိုပိန်းတာတူတည်ပါတယ်ဒီလုံးဆက်တွေတော့ဒီလောက်ပါပဲကျွန်တော်တို့ Mystery of မြန်မာရဲ့အဓိကရွေးချက်ကထူးဆန်းတဲ့ဖြစ်ရပ်တွေကိုတင်ဆက်ဖို့ဖြစ်တယ်လို့အမှန်တရားတွေကိုလည်းလက်လန်းမီဒီယာခေါ်ထုတ်ချပြဖို့လည်းဖြစ်ပါတယ်ကိုကဲမှာကလေးတွေကဆို social media သုံးနေကြတာမလို့အထောက်အထားမရှိဘူးဇဝေဇဝါဖြစ်အောင်ပြောနေကြတဲ့စကားတွေကိုမယုံကြည်ကြပါနဲ့ Skinwalker ဆိုတာရှေးဟောင်းတန်တာကြီးတစ်ခုသာဖြစ်ပြီးလက်တွေလောကမှာခင်ဗျားတို့ကိုလိုက်ဖမ်းမဲ့တတော်မဟုတ်ပါဘူးသူတို့ပါသူတို့ယောဂဖြစ်ပြီးတိုင်ပတ်နေတဲ့တိရစ္ဆာန်လေးတာဖြစ်ပါတယ်အချက်လက်တွေကိုဝေဖန်ပိုင်းသားနေတဲ့ပြည်သက်တွေဖြစ်ကြပါတယ်ခင်ဗျာဒီဗီဒီယိုကတခြားလူတွေရဲ့အမြင်ကိုပြောင်းလဲပေးနေမယ်လို့ယူဆရင်လည်း share ပေးသွားကြပါဦးခင်ဗျာနောက်ထပ်လည်းဒီလိုအခြေမြင့်ရှိတဲ့အကြောင်းအရာတွေကိုဖော်ထုတ်ပေးသားမှာမလို့ channel လေးကို subscribe လုပ်ပြီးကိုသိချင်တာရှိရင်လည်း comment မှာမေးခဲ့နိုင်ပါတယ်အားလုံးပဲအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ see you ပါ